အားလုံးနေရပါတော့ဗျာဒီနေ့မှာတော့ပုံးကြီးပြုတ်လုံးနီးပုံးကြီးဂျိုနီးလေးပေါ့နော်အဲ့ဒါလေးကိုတင်ဆက်ပေးသွားမှာပါဟလာအဓိကပုံးကြီးမှာအဓိကလိုအပ်ထားကတော့ကျွန်တော်ဒီမှာပဲပိဇက်ပေါ့နော်ပဲပိဇက်ကအဓိကလိုအပ်ပါတယ်ဒါပေမဲ့လို့ဒီပဲမရှိတဲ့နေရာတွေမှာဆိုရင်လည်းအခြားပဲတစ်မျိုးမျိုးနဲ့အစားထိုးလို့ရပါတယ်နောက်တစ်ခါဒါလေးကကြတော့ဒါပုံးကြီးတို့အများစုမှာကြတော့အယောင်မျိုးမျိုးရှိပါတယ်အဲ့ဒါကကြတော့ဒီပဲအပေါ်မှာမူတည်ပြီးတော့အယောင်ပြောင်းသွားကြတာပေါ့နော်အခုဒီကျွန်တော်သုံးမဲ့ပဲဆိုလို့ရှိရင်ဒါကပဲပစုံအစီပေါ့ကျွန်တော်ချက်စားတဲ့ပဲပစုံဒီလေးတွေလေရေတောက်လုပ်တဲ့မျိုးသီးလေးနဲ့အဆက်ကလေးချက်စားကြတယ်အဲ့ပဲပစုံကရတဲ့အစီလေးပေါ့ဒီမှာဒါလေးဆိုကျွန်တော်ဒီပဲကိုဘာလို့သုံးပေးရလဲဆိုလို့ရှိရင်ဒါအိမ်တိုင်းမှာပဲပစုံလေးတွေကတော့အများဆုံးစိုက်ကြတယ်စိုက်ပြီးတော့ကြတော့အလဟတ်တက်ဖြစ်သွားမှဆိုလို့ကိုစားလို့ပိုးနေပြီအပင်ပေါ်မှာ6နေပြီဆိုလို့ရှိရင်အဲ့ဒါလေးကိုကျွန်တော်ဒီလိုလေးတွေလှုပ်ထားပေးပါအဲ့ဒါဆိုလို့ရှိရင်တခုခုပြုတ်ပဲဆာပုံးကြီးပဲလှုပ်ရပါတယ်ခင်ဗျာဒါပထမဆုံးကျွန်တော်ဒါလေးတွေကိုရေစင်အောင်ဆေးပါမယ်ဒါပြားထားပြီးသားပေါ့နော်နှစ်ခုလုံးဆေးပြီးတော့နောက်ထပ်2ထပ်3ထပ်ဟိုကပြန်ဆေးဦးမှဖြစ်တဲ့အတွက်ဒီစကားလေးတွေကိုထည့်ပြီးတော့ထားမယ်ပေါ့နော်ဒါလေးဆိုရင်ဒါ3ထပ်မြောက်ဆေးထားတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအတန်းပြုတ်လို့ရသွားပြီပဲနှမျိုးလုံးကတော့ဓာတ်တူထည့်ရပါမယ်နော်အဲ့ဒါလေးတစ်ချက်ပြောဖို့ကြံနေသေးလို့ပါဒါကျွန်တော်ဆိုလို့ရှိရင်ဒါ3ဘူးစီပေါ့ဒါ3ဘူးစီလောက်ထားတာပါလေးကိုဒီထဲကိုဒီတဝက်တာလေးပေါ့နော်တဝက်တာလေးထည့်ပြီးတော့တည်ထားပါမယ်ဒီအဲ့ရပါရဲ့ဒါကပုံးကြီးကျုံပါလေကြိုက်တယ်မလားကြိုက်တယ်ဟုတ်ပြီပုံးကြီးကျုံမယ်ကျိုးထားတဲ့အချိန်လေးကိုဒီကရတဲ့ပဲစီလေးတွေကိုတက်သွန်ဒီပပလေးလှိပြီးတော့တုပ်ကြည့်မယ်โอเคဘယ်ရေဘယ်ရောက်နေတော့ဟောရက်တောင်ရှားနေတာဟုတ်လားဘာလို့ဖို့တော့ဟာရက်ခတ်ပေးမလို့ဟာလိမ်မာလိုက်တဲ့သားလေးပဲပါကွာရမ်းလိမ်မာတော့ပါပြီကဲတပ်ပင်မနေလိမ့်မယ်သွားဘက်သွားထိုင်နေနော်မိရတာအပူတာပထမတရေပဲရှိသေးတယ်ဒီမှာပဲစီလေးတွေကရှုံတဲ့ဟာလေးကရှုံသွားပြီပေါ့ဒါပေမဲ့ကျွန်တော်တို့ကတရေနဲ့ကတော့မရဘူးပေါ့ဒီပဲတွေနုဤသွားတဲ့အထိကျွန်တော်တို့ကရေလေးဆွတ်ပေးပြီးတော့ဂျိုရမယ်ပေါ့နော်ဒါဒီဘက်နာမိပူတယ်ဟိုဘက်ခုံလေးပေါ်သွားထိုင်နေနော်ကျွန်တော်တို့ရှိမှကြာလေဗကန်ကိုသွားတယ်ဆိုရင်ဗကန်လက်ဆောင်ကညောင်ဦးပုံးကြီးပဲအဲ့လက်ဆောင်မှာပါလို့ကတော့မရဘူးသွားတဲ့သူတိုင်းကလည်းကိုအိမ်စားဖို့ရောဟလာသူများလက်ဆောင်ပေးဖို့ကဒီညောင်ပုံးကြီးပါမကိုဖြစ်တာဒါမြန်မာတို့ရဲ့ရိုးရာဒါဟင့်မဲ့ပြောမလားအစားအစာတစ်ခုပဲပြောမလားပုံးကြီးကတော့မပါမဖြစ်ပေါ့နော်အခုဒီကျွန်တော်ချက်နီးလေးရဆိုလို့ရှိရင်လည်းကျွန်တော်ဂျိုနီးလေးရဆိုလို့ရှိရင်လည်းတပိုင်းတစ်နိုင်အိမ်မှာတပူးပဲလှုပ်ဟလာဘူးဘက်ကလေးပဲလှုပ်စားလို့လွယ်ပါတယ်နော်မှုမတက်အောင်လဲဘယ်လိုကြိုးရမယ်ဆိုတာကိုလည်းကျွန်တော်ထပ်ပြီးအမျှဝေပေးသွားမှာပါဒါဆိုရင်ပဲလေးတွေနူးစာပြုတ်လာပြီပေါ့နော်နူးစာပြုတ်လာပြီဒီမှာအယောင်လေးတွေလည်းကြောင်းလာပြီပေါ့နော်နူးလာတော့ကြတော့နူးပွာလာတော့ကြတော့ဒီမှာအိုးပြည့်လို့နေပါဖြစ်တော့ဒါလေးကိုထပ်ပြီးတော့ဒီလေးထပ်ဆွဲထားမယ်ပေါ့နော်ဒီမှာလေးဒါဆိုလို့ရှိရင်ပဲကလည်းနူးတော့မယ်ဒီမှာအယောင်လေးကလည်းပုံကြီးရောင်ပေါက်သွားပြီပေါ့ဒါလေးကတော့အချင်းမခံသေးဘူး
ဟုတ်လားအချင်းမခံမဲ့နဲ့ကျွန်တော်ပုံကြီးအချိုလေးလုပ်ပြမှာပေါ့နော်သူကအချင်းထည့်ရတာကိုဒါမှမဟုတ်ကျွန်တော်ရက်ကြာမှာဖြစ်တဲ့အတွက်ကြောင့်အခုတလက်စားတဲ့လုပ်ပြမှာကတော့ပုံကြီးအချိုလေးခဏနေနော်ဒီပဲလေးတွေစစ်ပြီးတော့အကြီးလေးကိုပုံကြီးလုပ်လို့ရပြီပေါ့နော်နော်ပဲသားလေးတွေလည်းနှုတ်ရည်သွားပြီလာပဲပြုတ်ရည်လေးကလည်းအယောင်ပြောင်းသွားပြီပုံကြီးရောင်ပေါက်သွားပြီဆိုတော့ကြတော့ဒါလေးကိုကျွန်တော်တို့ကအရေးစစ်ပါမယ်နော်ပဲပြုတ်ရည်လေးကိုစစ်မယ်ဒါလေးကိုအရေးခန့်သွားတဲ့အထိကျွန်တော်တို့ကစစ်ထားမယ်ပေါ့နော်အပုံးရဲ့အရာသာကကြတော့စိတ်နာအခုဒါကြတော့ကျွန်တော်လုပ်ပြမှာတော့ချိုစိမ့်လေးပေါ့နော်ချိုစိမ့်နောက်ပြီးကြတော့အချင်းလေးဖောက်မယ်ဆိုလို့ရှိရင်တော့အရာသာလေးကချင်းမဲ့စိမ့်သွားမယ်ပေါ့အဲ့ဒါလေးကတော့ချင်းစိမ့်ပေါ့နှစ်မျိုးနော်အချင်းဖောက်မယ်ဆိုလို့ရှိရင်ဒီအစ်စ်မှာပွဲသွားတာပေါ့နော်ဒီအစ်စ်မှာပဲဒါလေးကိုအေးခံမယ်အေးခံပြီးတော့ကြတော့ဘာတစားပလာမထည့်စရာမလိုဘူးအေးခံပြီးတာနဲ့အဖုံးလေးကိုဟလာအဖုံးလေးကိုလုံအောင်ပိတ်ပြီးတော့ကြတော့ကျွန်တော်တို့ကတာမန်အချင်းဆိုလို့ရှိရင်3ရက်လောက်ဆိုရင်အဆင်ပြေတာပေါ့နော်အဒီတမကချင်းဆူးဆူးနဲ့စိမ့်လေးကိုမှစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က9ရက်ပေါ့နော်9ရက်အဲ့လိုလေးထားပေးရပါတယ်9ရက်ပြည့်လို့အဖုံးလေးကိုလှက်လိုက်တယ်ဆိုလို့ရှိရင်ဒီအပေါ်လေးမှာပေါ့နော်ဒါကတော့ကျွန်တော်ပြတာပေါ့ဒီအပေါ်လေးမှာဒီလိုအမြုပ်လေးပုံစံမျိုးလေးတွေကိုသူကတင်းနေရလေးရှိမယ်ဟလာကျွန်တော်တို့ကအဲ့ဒါလေးတွေကိုဖဲပေးပြီးမှကျိုးပေါ့နော်ဒါကတော့ကျွန်တော်ကချိုစိမ့်လုပ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပြောပြတာပေါ့နော်ဒါလက်စားတယ်စပြီးတော့ကျွန်တော်တို့ကြိုတော့မယ်ပေါ့နော်ကြိုတော့မယ်ဆိုရင်ပထမဆုံးမီးပြင်းပြင်းလေးထည့်ထားလိုက်မီးပြင်းပြင်းလေးထည့်ထားမယ်အဲ့ထဲကိုမှဒီမှာလောလောဆယ်အောက်မှာဝင်မှာနှစ်ကလေးတွေထိုင်နေဟုတ်ဒါဒီလိုလေးကြိုပြီးဆိုမှသာကျွန်တော်တို့ကစားထည့်မယ်ပေါ့နော်ကျန်တာမထည့်ပါဘူးစားလေးပဲထည့်မယ်ဟုတ်ဒါဒီပမာဏဖြစ်တဲ့အတွက်စားကိုကျွန်တော်တို့ကဒီမှာဟင်းစားစုံပေါ့ဟင်းစားစုံတစ်စုံထည့်မယ်ထည့်ပြီးတော့မွေးပေးရမယ်ပေါ့ဒါအစားပိုင်းမှာတော့မွေးတဲ့ခါမှာဒီလိုတစ်သားရောင်းမှလေးနဲ့ရတယ်နောက်ပိုင်းမှာကျတော့နည်းနည်းအမွေလေးနားမယ်တန်ရောင်းမှလေးကိုသုံးမှတဲဦးလေးမကတ်တာပေါ့နော်ဒါနဲ့တူတယ်ထညက်ကျူနည်းနဲ့တူတယ်ဒါခုနလေးကပဲရစ်စစ်ထားတဲ့ပဲလေးတွေအဲ့ဒါကိုကျွန်တော်တို့ကတော့ဒါအခုလောလောဆယ်အစားပြီးတုတ်ဆာမယ်ပေါ့နော်တုတ်ဆာမယ်နောက်တစ်ခါကျတော့ဒီကောင်လေးကိုကျွန်တော်ကြက်သွန်အဖြူနီလေးစီတက်ပြီးတော့လေဒီမှာဒါလေးကိုဟင်းအဖြစ်လဲဘယ်လိုတိဆက်ဆက်ကလေးနဲ့ဘယ်နာနီးစိမ့်ဆက်ဆက်ကလေးနဲ့လဲချက်စားလို့ရပါသေးတယ်ဒါသားတော်မောင်ရဲ့အချက်ဒါလေးကိုချက်သွန်လေးကြီးထည့်မယ်လိုက်ဖက်ဆောင်တော့အပြည့်အချိုးပြစ်လေးနဲ့ဒီဘက်စီပြုတ်လေးနဲ့ဆိုရင်ကျွန်တော်တို့ရှိရအခုလိုမိုးကြရင်ရမ်းစားကြတာချက်သွန်နေနိုင်မှာကောင်းတယ်ချက်သွန်ကြီးနှလုံးထည့်မယ်ဟုတ်ပါမရသေးဘူးလားမရသေးဘူးလားအမေနဲ့မင်းဟုတ်တော့ပြီးပါပြီစီလေးထည့်မယ်စားလေးထည့်မယ်ချုံမုတ်ထည့်မယ်ချုံမုတ်တော့အရင်မသုံးချုံမုတ်ထည့်ပြီးပါရင်နောက်နေမယ်ဘယ်ပဲလေးရပြီ
Okay မိတစားရပြီ အဲ့ဒီစားနေလား စားနေ စားခြင်းနဲ့ဒါဒီမှာထားဒီမှာစားခြင်းဆရာလေးနော်အဖေကအရင်ဆုံးဦးဖြတ်ပြစားမယ်နော်ကိုဆွဲအားလုံးစားကြပါအောင် စားကြပါအောင် စားကြပါအောင်တော့တိုက်စီကြော်ညာရင်လဲသွားလေးစီပြလားအားပေးကြပါအောင်လို့စားအမစား မွေးတော့ပါဘူးရဲကောင်းတော့ တော်တော်လေးအကြိုက်တာပြောတယ်ဖေးရဲ့ဆွဲနေဒါဆိုရေတော်ကြပါပြီနော်ဒီမှာကြည့်ဒီလေးတော်ကြပါပြီတော့ဒီကရေကျသွားမှနဲ့နောက်ဆုံးမီးအေးထားမဲ့အချိန်နဲ့အကြိုက်ပဲပထမဆုံးမီးပြင်းပြင်းထိုးထားတဲ့အတွက်လေမီးကြရေကြပေါ့နော်ဒါနဲ့နှစ်စလုံးကုန်နဲ့သုံးစလုံးကုန်နဲ့ဘယ်လိုဖြစ်တာလဲအမွေနာဖို့လိုပါတယ်အမွေနာတယ်ပြောရတာနာမွေလို့ပြောတာဒါရဲကြတယ်ငါမီးဘူးနော်တော့ဟုတ်ပဲအရှိသွားဆိုင်နော်ဒါလေးဆိုရင်တော်တော်ပြစ်လာပြီအောက်ကမီးရေးလေးနဲ့ဆိုတော့အဆင်ပြေတယ်နော်ဒါမီးများရင်တော့မကောင်းဘူးမီးများရင်တော့ဂျိုးကတ်လွယ်တာပေါ့နော်ဒီအဆင့်လေးရောက်လာရင်တော့တန်ရောက်မှလေးကိုတွန်းရတာပေါ့နော်အဲ့တော့ဒီမှာလေးတော့နည်းကတ်ချင်တယ်ဟိုတချို့ပုံကြီးတွေကြုံမှုကြလိမ့်မယ်ပုံကြီးတွေကမှုတက်တယ်ဆိုတာကျွန်တော်တို့ရေမပြောင်းလို့ပါနော်ရေလုံးမရှိအောင်ဒီလိုကြိုတဲ့အခါမှာကြိုနိုင်မှသာမှုမတက်တာပေါ့နော်အခုတော့ပုံရည်လေးရပြီပေါ့နော်လာအိမ်မှာသုတ်စားလို့ပဲဖြစ်ဖြစ်ဟင်းချက်စားလို့ပဲဖြစ်ဖြစ်လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်လွယ်လင့်တကူလှုပ်ရှားလို့ရတဲ့မြန်မာတို့ရဲ့ပုံရည်လေးပေါ့ဗျာ